ကမ္ဘာပေါ်မှာလူသားတွေရှေ့မချရသေးတဲ့နောက်ဆုံးနယ်မြေကတော့သမုဒ္ဒရာရဲ့နှက်ဆိုင်နဲ့အမောင်တူထဲမှာပဲဖြစ်ပါတယ်။သမုဒ္ဒရာရဲ့900ရာခိုင်နှုန်းကိုပဲကျွန်တော်တို့လေ့လာရသေးတာပါ။ကျန်တဲ့95ရာခိုင်နှုန်းကတော့လူသားတွေအတွက်ပဟေတိဖြစ်နေတော့ပါပဲ။အထူးကအကြောင်းရင်းကတော့ရေအောက်ဖိအားပါ။အောက်ခြေမှာရှိတဲ့ဖိအားဟာတင့်ကောင်းဘက်ကိုဂျက်လီရင်အစင်း90နဲ့ဖိထားသလိုမျိုးပြင်းထန်ပါတယ်။သမုဒ္ဒရာနှက်ဆုံးနေရာမှာဖိအားဟာတစ်စတူရန်လက်မကို8တန်ထိရှိပါတယ်။ဒါဟာတာမန်ရေငုပ်သင်းမောတွေတောင်မခံနိုင်တဲ့ပမာဏပါ။မီတာ1000ကျော်ရင်နေအောင်ကြီးဟာလုံးဝမရောက်တော့ပါဘူး။ဒါကြောင့်လွန်ကြီးမားတဲ့နေမြေကြီးကိုမှောင်တီထဲမှာရှာဖွေရတာခက်ခဲလွန်းပါတယ်။အောက်ခြေကရေပူချိန်ဟာ3ဒီဂရီစင်တီဂရိတ်ဝန်းကျင်ပဲရှိတာကြောင့်စက်ကရိယာတွေအလုပ်လုပ်ဖို့အတွက်အလွန်စိန်ခေါ်မှုကြီးမားပါတယ်။သမုဒ္ဒရာအောက်ခြေကိုဆင်းဖို့ဆိုတာအာကာသထဲသွားတာထက်တောင်ပိုပြီးကုန်ကျစရိတ်များသလိုပိုပြီးတော့လည်းအန်နဲ့ရှိပါတယ်။ရေအောက်ထဲမှာရေဒီယိုလိုင်းတွေကအလုံးမလုံးပါဘူး။ဒါကြောင့်ရေငုပ်သင်းမောတွေနဲ့ဆက်သွယ်ဖို့ဆိုနာစနစ်ကိုပဲသုံးရတာကလည်းအကန့်အသတ်ဖြစ်စေပါတယ်။သမုဒ္ဒရာရေထဲမှာပါတဲ့စားတက်ကတန်တယ်နဲ့စက်ကရိယာတွေကိုအချိန်တိုတွင်းတိုက်စားပျက်စီးစေနိုင်တာကလည်းအဟန့်တားတစ်ခုပါပဲ။သမုဒ္ဒရာဟာအရန်ကိုကျယ်လွန်းပါတယ်။အောက်ရှင်မြေပုံတွေကိုတိတိကျကျဆွဲဖို့ဆိုရင်ရာစုနှစ်ရှိပြီးအချိန်ယူရမှာဖြစ်ပါတယ်။ဒီ95ရာခိုင်နှုန်းထဲမှာကျွန်တော်တို့တခါမှမမြင်ဘူးသေးတဲ့ထူးဆန်းတဲ့သတ္တဝါပေါင်းတန်းရှိနေနိုင်တယ်လို့သိပ္ပံပညာရှင်တွေကယူဆထားကြပါတယ်။ကမ္ဘာနှဆုံးနေရာဖြစ်တဲ့မာရီယာနာကျောက်ကိုလူသားအနည်းငယ်ပဲရောက်ဖူးပါသေးတယ်။အေဝရက်တောင်ထက်တောင်ပိုနက်ပါတယ်။လက်ရှိမှာကျွန်တော်တို့စီမှာရှိတဲ့ရေအောက်မြေပုံအများစုဟာဂျိုဒူးကနေအကြံပြင်းဆွဲထားတာပါအသေးစိတ်ကိုတော့မသိရသေးပါဘူးလေ့လာမိသလောက်မှာတော့ရေပူစမ်း hydrothermal vents တွေရှိပြီးအဲ့ဒီမှာထူးဆန်းတဲ့ဂေယစနစ်တွေတည်ရှိနေတာကိုတွေ့ရပါတယ်သမုဒ္ဒရာအောက်ခြေမှာကမ္ဘာပေါ်ကမီးတောင်အများစုရှိနေပေမဲ့80ရာခိုင်နှုန်းသောပောက်ကွဲမှုတွေကိုကျွန်တော်တို့သတိမထားမိကြပါဘူးဒီနယ်မြေတွေမှာအဖို့တန်တပ်ထုတွေနဲ့ဆေးဝါးအသစ်တွေဖော်ဆက်နိုင်မဲ့ဇီဝအရင်းမြစ်တွေအများကြီးရှိနေနိုင်ပါတယ်သမုဒ္ဒရာဟာကမ္ဘာအပူချိန်ကိုထိန်းညှိပေးတာပါဒီ95ရာခိုင်နှုန်းကိုနားလည်မှရာသီဥတုပြောင်းလဲမှုကိုပိုပြီးကြိုတင်ခန့်မှန်းနိုင်မှာပါကုန်းပေါ်က Grand Canyon ထက်တောင်ပိုကြီးမားတဲ့ချုံမြောင်ကြီးတွေသမုဒ္ဒရာအောက်ခြေမှာရှိနေတာကိုသင်ယုံကြည်နိုင်ပါသလားအခုဆိုရင်အလိုလျောက်မောင်းနေတဲ့ရေငုပ် robot တွေနဲ့ AI နည်းပညာတွေကိုသုံးပြီးပိုမိုလေ့လာနိုင်ပါပြီမလေ့လာသေးတဲ့ဒီနယ်မြေတွေကိုမပြတ်စည်းခင်မှာကာကွယ်စောင့်ရှောက်ဖို့လည်းအလွန်အရေးကြီးပါတယ်နောက်တစ်ချိန်မှာတော့ကျွန်တော်တို့ဟာအာကာသထဲကိုသွားတယ်လို့မျိုးသမုဒ္ဒရာအောက်ခြေကိုလည်းလွယ်လွယ်ကူကူသွားနိုင်လာမှာပါသမုဒ္ဒရာဆိုတာအဆုံးသတ်မဟုတ်ဘဲကျွန်တော်တို့စူးစမ်းဖို့ကြံနေသေးတဲ့ကမ္ဘာမြေပေါ်ကဒုတိယစัจ java လာကြီးပါပဲ